အော်ရတယ်သိလားကျမက9လပိုင်း2024ရက်နေ့ကလေးဆွဲထားတဲ့ကိုစောဘုံဟင်းကိုနော်ကျမကိုဒီ YouTube ဒီ social media ပေါ်မှာမရိုင်းဆဲဆိုပြောဆိုပြီးတော့ပြောထားလို့ဆွဲထားတဲ့66ပါကြီးနဲ့ဆွဲထားတဲ့တိတ်ဆကိုအရန်အော်ရတယ်ကျမကိုတဲ့ကိုစောဘုံက66နဲ့ပြန်ဆွဲထားတယ်တဲ့အအော်လိုက်တာနော်66နဲ့ဆွဲထားတယ်ဆိုရင်ဥပဒေအရသူကပြင်နေရတယ်ကျမကိုဆွဲထားခဲ့တယ်ပေါ့နော်ဆွဲထားတယ်ဆိုရင်အဲ့ဒီကလေးကကျမကိုသက်ဆိုင်ရာစခန်းကနေပြီးတော့အချောင်းချပြီးတော့ကျမကိုစင့်ခေါ်ရမယ်လေစင့်ခေါ်ပြီးတော့ကျမစီကစစ်ချက်ယူရမယ်ဟုတ်လားစစ်ချက်ယူပြီးတော့လိုအပ်တဲ့လုံဆောင်မှုတွေလုံဆောင်ရမယ်ကျမကိုအဲ့ဒါကိုကျမစီကိုဆက်သွယ်မှုမရှိခဲ့ပဲနဲ့ဒီကနေ့မှပေါ့နော်ကျမကိုဆက်သွယ်တယ်လို့ပြောတယ်ဒါပေမဲ့ကျမစီကိုတိုက်ရိုက်မဆက်သွယ်ခဲ့ဘူးဒီကနေ့မှပြင်ဦးလင်စခန်းမူကြီးကကျမကိုဖုန်းဆက်လာပါတယ်နော်ဒီကိုစော်ဘုန်းကြီးကကျမကို66နဲ့ဆွဲထားခဲ့တယ်တဲ့ကျမကပြန်မေးလိုက်ပါတယ်ဘယ်တော့မှဆွဲထားခဲ့တာလဲလို့ကိုစော်ဘုန်းကြီးထောင်ချတာတောင်ကြာနေပြီနော်လို့သူရှိကြတဲ့ကဆွဲထားတာဆိုရင်အဲ့ဒါဆိုရင်ပါနိုင်မထွက်ပြီလားထွက်ပြီဆိုရင်ကျမကိုဘာလို့အဲ့ထဲကနေအကြောင်းမကြားတာလဲလို့ကျမကိုစင့်ခေါ်ရမယ်လေလို့နော်လိုအပ်တဲ့စစ်ဆေးမှုမေးမြန်းမှုတွေလုပ်ပြီးကျမကိုလှုပ်ဆောင်ရမယ်လေလို့လိုအပ်တဲ့အတိုင်းစင်လှုပ်ဆောင်ရမယ်လေလို့တကယ်လို့ကျမကိုစင့်ခေါ်ပြီးတော့ကျမကပြင်ဦးနေကိုသွားပြီးတော့ဒီအခုသူဆွဲထားတဲ့66ကားကြီးကိုစော်ဘုန်းကြီးကကျမကိုဆွဲထားတဲ့66ကားကြီးမြောက်မမြောက်ပေါ့နော်အစ်စ်ခံပြီးလို့မမြောက်ပါပဲနဲ့ကျမကိုဆွဲခဲ့တယ်ဆိုရင်ကိုစော်ဘုန်းကြီးနောက်ထပ်တိုးပုံမှန်တွေနဲ့အသေးဖြတ်မှုတွေနဲ့ကျမတို့မမော့ကိုင်ကဆက်လက်ပြီးတော့ဆက်လက်တရားဆွဲဆိုသွားပါမယ်ဒီကိစ္စတွေကိုလည်းကျမသက်ဆိုင်ရာကျမတို့ဖခင်ကြီးစီကိုကျမအသေးစိတ်သတင်းတွေတကယ်ကိုအားကိုအားထိုက်ရပါတော့ဒီနေ့ပဲတခါကြီးလို့ဒါဦးစင်းဆိုရွှေ